လက်တဲ့လူရောဘဝမရနိုင်တော့ဘူးဗျာမိဘစကားနာမဝင်မှာကျွန်တော်ကိုွယ်တာအချစ်ဗျာအခုမှသေးလိုက်ပြီးအမားနောင်နောင်မရလေပြီမိမဆိုတဲ့အမျိုးမရခင်တစ်မျိုးရရင်တစ်မျိုးအမျိုးမျိုးချုပ်ချယ်ခြင်းကြတာအခုတော့ခြေချုပ်မိပြီဗျာဘယ်နေရာသွားပြင်းပြင်းနေတော့တာမိမဆိုတာရှိလည်းမကောင်းမရှိလည်းမကောင်းပါဗျာရက်ွက်တဲ့တဏီကုံလေးအတင်းတွေလေးပြောတယ်နှလုံးချင်းများတိုးရင်ခွဲဝါသနာရလို့ဆိုသေးတယ်ဝင်ငွေများကောင်းတဲ့နေ့ဆိုအပြောလေးတွေချိုးဝင်ငွေများမကောင်းတဲ့နေ့ဆိုသူ့ဘုံနဲ့ထိုင်မိသလိုတစ်ပတ်ရေဖို့လည်းမချမ်းကိုယ်ရဖို့လည်းမချမ်းအကုန်သိမ့်နေမှငွေစိမ့်ရဲ့တန်ရဖို့လုံးဝမထွေနဲ့ကွယ်ဘုံကလေးများကြည်ရင်ခွဲအပြစ်တွေဆိုပြန်နေပေါင်းသင်းတွေလာမခေါ်နဲ့သူမကြိုက်ဘူးခွဲသာသမီမျက်နာကြည်နော်ရှင်သတိထားနော်ဒါနဲ့ချိန်လိုက်တုံနဲ့ချိန်လိုက်လူလေးဟေတရားမရှိပါမိဖစကားနားတဲ့ကြောင့်နောင်နာရမိတာအန်လို့ရရင်အလိုက်ဖိပြီးအန်လိုက်ခြင်းလေဗျာလွတ်လပ်တဲ့လူရောဘဝမရနိုင်တော့ဘူးဗျာမိဘစကားနာမဝင်မှာကျွန်တော်ကိုွယ်တာအချစ်ဗျာအခုမှသေးလိုက်ပြီးအမားနောင်နောင်မရလေပြီမိမဆိုတဲ့အမျိုးမရခင်တစ်မျိုးရရင်တစ်မျိုးအမျိုးမျိုးချုပ်ချယ်ခြင်းကြတာအခုတော့ခြေချုပ်မိပြီဗျာဘယ်နေရာသွားပြင်းပြင်းနေတော့တာမိမဆိုတာရှိလည်းမကောင်းမရှိလည်းမကောင်းပါဗျာရက်ွက်တဲ့တဏီကုံလေးအတင်းတွေလေးပြောတယ်နှလုံးချင်းများတိုးရင်ခွဲဝါသနာရလို့ဆိုသေးတယ်ဝင်ငွေများကောင်းတဲ့နေ့ဆိုအပြောလေးတွေချိုးဝင်ငွေများမကောင်းတဲ့နေ့ဆိုသူ့ဘုံနဲ့ထိုင်မိသလိုတစ်ဖက်ရေဖို့လည်းမချမ်းကိုယ်ရဖို့လည်းမချမ်းအကုန်သိမ့်နေမှငွေသိမ့်ရဲ့တန်ရဖို့လုံးဝမထွေနဲ့ကွယ်ဘုံကလေးများကြည်ရင်ခွဲအပြစ်တွေဆိုပြန်နေပေါင်းသင်းတွေလာမခေါ်နဲ့သူမကြိုက်ဘူးခွဲသာသမီမျက်နာကြည်နော်ရှင်သတိထားနော်ဒါနဲ့ချိန်လိုက်တုံနဲ့ချိန်လိုက်လူလေးဟေတရားမရှိပါမိဖစကားနားတဲ့ကြောင့်နောင်နာရမိတာအန်လို့ရရင်အလိုက်ဖိပြီးအန်လိုက်ခြင်းနေဗျာ